ဘဝမှာရှိလို့ဖြစ်တဲ့ချမ်းသာတဲ့တိလို့ဖြစ်တဲ့ချမ်းသာကအစအမတန်ကြီးမားတဲ့အတွက်ကြောင့်တိအောင်ပဲကြိုးစားသွားတာရှိတဲ့ကိစ္စတွေကအများကြီးဒုက္ခတွေကိုဖြစ်စေတယ်။မရှိမဖြစ်လိုအပ်တဲ့အပိုင်းတွေရှိတယ်လို့အများစုကမရှိရင်ဖြစ်ပါလေနဲ့အပိုတွေကိုပဲရှာပြီးတော့အဲ့ဒီအပိုဝင်တွေကိုထမ်းရင်းနဲ့ပဲဘဝကကုန်သွားတာအပိုဝင်တွေထမ်းနေတာတကယ်တည်းကဘဝကသူ့ပုံမှန်လေးလောက်ဆိုလို့ရှိရင်လိုအပ်ချက်ကလေးလောက်သွားမယ်ဆိုရင်ဘဝကအဲ့လောက်ကြီးမလေးလံဘူးပဲပြင်မှန်းဘူးအခုလူတွေကအပိုတွေကိုရှာကြအပိုတွေအတွက်အလုပ်လုပ်ကြရင်လည်းနောက်ပိုင်းကျတော့အပိုတွေလို့ကိုမထင်တော့ပါဘူးအပိုတွေကိုတကယ်ကိုလိုအပ်ချက်ကြီးလို့ထင်ပြီးတော့သွားနေတော့တာပေါ့ဟုတ်လားဒါကြောင့်စွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုမြင်နေတယ်ဆိုလို့ရှိရင်ဘာကိုမြင်ရမှာတော့ရှားယူသိမ့်ပိုက်ခြင်းရဲ့အပြစ်အနာစာကိုမြင်ရမယ်သေချာတာကတော့လွတ်ချနိုင်ရင်လွတ်ချနိုင်သလောက်ပေါ့တာကတော့အသေးချပဲဟုတ်လားဒါကြောင့်လှူတယ်တန်းတယ်ပေးတယ်ကမ်းတယ်ဆိုတာတော့တစ်ဖက်လူချမ်းသာဖို့အတွက်ပေးတာကတော့အဓိကရည်ရွယ်ချက်ပေါ့နော်ကိုယ်လည်းပဲပေါ်ပါတယ်ညှိကပ်တွေ့တာမှုရယူသိမ့်ပိုက်လို့မှုပေါ့နော်နည်းနည်းချင်းရှော့ချနိုင်ရင်ကောင်းတယ်ဆိုတဲ့အမြင်လေးလည်းပဲရှိဖို့လိုတယ်အကုန်လုံးစိတ်ကစွဲနေတာဟုတ်လားအဲ့ဒီအစွဲကိုနည်းနည်းလေးမှပဲနဲပါစေတော့ဆိုတဲ့မုံမြတ်တဲ့ရည်ရွယ်ချက်နဲ့ရှော့ချနိုင်ဖို့မလိုဘူးလားလိုတယ်နောက်ဆုံးတစ်နေ့ရိုးရိုးလေးတွေ့နော်ကိုကဒီဟာကိုမစွန့်ဘူးမလှုပ်ဘူးရှော့မချဘူးဆိုလည်းပဲနောက်ဆုံးတစ်နေ့ဘာပြောမှာအကုန်လုံးထားခဲ့ရမှာပဲလေအဲ့တော့ကျုပ်တို့ကညံနဲ့မထားပဲနဲ့မဖြစ်မှာပဲမထားခြင်းနဲ့စိတ်မသက်မသာနဲ့ပဲထားခဲ့တဲ့ကိစ္စကိုပဲလှုပ်သွားကြတာများပါတယ်ဟုတ်လားစားရစားအလုံးချမ်းသာပါစေဝေမယ်မျှပါဆိုစိတ်နဲ့သွားအယံကိုလွတ်လပ်ပေါ်ပါပြီးတော့ကျေပြန့်ပြီးတော့စိတ်ကအလွန်ကောင်းသွားနိုင်တာပေါ့ဟုတ်လားကိုပိုင်ဆိုင်မှုကချမ်းသာမှုကိုမဖြစ်စေဘဲနဲ့လေးလံမှုကိုပဲဖြစ်စေနေတဲ့လူတွေရှိတယ်ဒါကြောင့်မြတ်စွာဘုရားဟနန္တိဘောဂဒုံမေတာနောစပါရကဝေတိနောတဲ့ညံနေတဲ့ပုံကိုယ်တွေကိုဒီပိုင်ဆိုင်မှုဆိုတဲ့ဥစ္စာပစ္စည်းတွေကအသေးတက်တက်တယ်လို့အဲ့လိုဟောတာနောစပါရကဝေတိနောတဲ့ပါရကဝေတိနောပါရဆိုတာနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုပြောတာနော်ကဝေတိနောဆိုတာရှားဖွေကြတာပါနော်သူတော်ကောင်းတရားအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုရှားရတဲ့ပုံကိုယ်တွေကိုကြတော့ဥစ္စာပစ္စည်းတွေကမနှိမ့်ဆက်နိုင်ပါဘူးတဲ့။ဟောဆိုသူတို့ကောင်းကောင်းမွန်မွန်ခွဲဝေတတ်တယ်အသုံးချတတ်တယ်ဒါကိုပြောတာ။ဒါကကုသိုလ်ရှင်တွေဝမ်းသာဖို့ကိုယ်မှာစာကားဆိုတဲ့ချမ်းသာကြောင်းတရားကိုပိုင်ဆိုင်အောင်လုပ်ရတယ်ဆိုတဲ့အတွေ့မျိုးတွေးဖို့ဒါလေးကိုပြောတာဟုတ်လား။